ပြန်ခံရဘူးတဲ့သူတွေရှိလားဘာကြောင့်မို့ဒီဗီဒီယိုလေးကိုရိုက်ပေးတာလဲဆိုလို့ရှိရင်နော်မူးစီမှာလာပို့တဲ့လူ90ရာခိုင်နှုန်းကနော်ဖောက်ပြန်ခံရလို့သူတို့မှရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေအတွေးထဲမှာဖြစ်ပေါ်နေတဲ့ memory တွေသူတို့ရဲ့အဲ့တုန်းကရရှိခဲ့တဲ့အသံတွေရုပ်တွေဗီဒီယိုဖိုင်တွေဒီဟာတွေအတွေးထဲမှာခဏပြန်ပေါ်နေလို့ဒီလို memory ကိုဖျက်ချင်တဲ့သူတွေက90ရာခိုင်နှုန်းလောက်ဖြစ်နေပါတယ်ဒါကြောင့်မို့လို့မမကဒီဗီဒီယိုလေးကိုရိုက်ပေးလိုက်ခြင်းဖြစ်တယ်အဲ့တော့ဖောက်ပြန်ခံရတဲ့အခါမှာလူအမျိုးအစား2မျိုးကွက်ထွက်သွားတယ်ပထမတစ်မျိုးကတော့ဒီလူနဲ့ပဲရှေ့ဆက်သွားမယ်ကလေးတွေရှိလို့ဖြစ်စေတယောက်နဲ့တယောက်မခွဲနိုင်လို့ဖြစ်စေเนาะရှေ့ဆက်သွားကြမယ်ဆိုတဲ့အခါမှာဒီဖောက်ပြန်ခံရတုန်းကရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေအတွေးထဲမှာရှိနေတဲ့เนาะသူတို့ရဲ့ဓာတ်ပုံတွေကြားခဲ့ရတဲ့အသံတွေเนาะမြင်ခဲ့ရတဲ့မြင်ကွင်းတွေအကုန်လုံးကိုကိုယ့်ရဲ့အာယုံတွေကကိုယ့်ရဲ့အတွေးတွေကနေဖြတ်ပစ်ခဲ့ဖို့လိုအပ်တယ်အဲ့လိုမျိုးမဖြတ်ပစ်တဲ့အခါမှာဘလို့ဒီအတွေးတွေကထပ်ခါကိုမတွေးဘဲနဲ့အလိုအလျောက်ပေါ်နေလိမ့်မယ်အဲ့လိုပေါ်လာတဲ့အချိန်တိုင်းမှာနေအဲ့ဒီတုန်းကဘာကြောင့်အဲ့ဒီလိုနဲ့ဖောက်ပြန်တာလဲသူကငါ့ထက်ဘလောက်တောင်တာနေလို့လဲနင်ကသူနဲ့ဘလောက်တောင်ပျော်ရွှင်ရလို့လဲစသဖြင့်ဒီလိုဇာတ်ကားတွေကိုထပ်ခါပြောနေမယ်ဆိုလို့ရှိရင်ကိုရှေ့ဆက်သွားမယ့်အိမ်ထောင်ကြီးအခြေကြီး relationship ကအဆင်ပြေမှာတားရမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဖြည့်ဆည်းပစ်ခဲ့ဖို့လိုအပ်ပါတယ်မို့လို့အပြင်မှာရှိတဲ့ပစ္စည်းဝတ္ထုတွေအတန်ဖိုင်တွေဓာတ်ပုံတွေဘလောက်ပဲဖြတ်ကိုယ့်ရဲ့အတွေးထဲမှာရှိတဲ့ memory ကိုမဖြတ်သိမ်းကတော့တာယာတဲ့အိမ်အောင်ကြီးဖြစ်လာမှာမဟုတ်ဘူးထပ်ခါဒီစကားတွေဒီအဖြစ်တင်စကားတွေကိုပဲထပ်ခါပြောကြလိမ့်မယ်တစ်ချိန်တည်းမှာပဲဒီမှာထပ်ပြီးတော့တစ်ခုပြောပြပေးချင်တာကဖောက်ပြန်နေဆိုတဲ့အခါမှာတချို့တွေကတငယ်ချင်းတွေကမျှပေးလို့ဖြစ်မယ်တချို့တွေက emotion တွေအရန်များလို့လမ်းမှားကိုရောက်မိသွားတာလည်းဖြစ်မယ်တချို့တွေကတော့သူတို့ရဲ့ဝါသနာကြောင့်မို့လို့ဖောက်ပြန်သွားတာလည်းဖြစ်မယ်ဒါအကြောင်းမျိုးကြောင့်ရှိကြတယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့ဒီလူတယောက်ကကိုယ့်ပေါ်ကိုဖောက်ပြန်လိုက်တဲ့အခါမှာเนาะဒီလူတယောက်နဲ့ဘလို့မှရှေ့ဆက်မတော်ချင်တော့ဘူးလမ်းခွဲတဲ့သူတွေပေါ့အဲ့လိုလမ်းခွဲလိုက်ပြီဆိုတဲ့အခါကျရင်ဒီလူတယောက်နဲ့တော့ထပ်ခါရန်ဖြစ်ရမှာမဟုတ်တော့ဘူးတစ်ချိန်တည်းမှာပဲသူနဲ့ပတ်သက်တဲ့အကြောင်းအရာကလည်းเนาะအခုနတွဲသွားတဲ့လူလောက်ကြီးတော့အများကြီးတော့ပေါ်မှာမဟုတ်တော့ဘူးတစ်ချိန်တည်းမှာပဲသူ့မှာရရှိစေမဲ့အရာကဘာလဲဆိုလို့ရှိရင်တော့ဘိုးတို့နောက်ထပ်နော် relationship တွေမှာနောက်ထပ်လူတွေနဲ့တွေ့ခဲ့လို့ရှိရင်လည်းကိုယ့်ကိုဖောက်ပြန်ခံရနိုင်ခြေကနော်ရာနှုန်းပုံများပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဖောက်ပြန်ခံရတယ်ဆိုတဲ့စိတ်ဒဏ်ရာလေးကဟိုး unconscious ကိုဝင်သွားတာဖြစ်တဲ့အတွက်အဲ့ဒီရဲ့အစွဲအလန်းတစ်ခုကြောင့်မို့လို့ကိုကနော်ဖောက်ပြန်ခံရနိုင်ခြေများပါတယ်။ဒါကြောင့်မို့လို့ကိုကတစ်ချိန်လုံးကဖောက်ပြန်ခံရခဲ့တယ်လက်ရှိလည်းဖောက်ပြန်ခံနေရတယ်ဆိုလို့ရှိရင်တော့ဒီဒဏ်ရာတွေကိုကုသဖို့လိုအပ်ပါတယ်။ဒီတွေကကုသခြင်းနဲ့ဆိုလို့ရှိရင်အပြင်တွေးကုသလို့လည်းရတယ် online ကနေကုသလို့လည်းရတယ် online ကနေတော့အချိန်ကြီးကုသလို့ရတယ်အပြင်တွေးကတော့ဘိုးကမန္တလေးမှာရှိတယ်အချိန်ကြီးကုသလို့ရတယ်အကယ်၍အပြင်တွေးကိုမှကုသခြင်းနဲ့ရန်ကုန်ကနေလည်းဖြစ်နေတယ်ရန်ကုန်အနီးတစ်ဝိုက်ကဖြစ်နေတယ်ဆိုလို့ရှိရင်တော့9လပိုင်း9ရက်နေ့မှာရန်ကုန်မှာဘိုးရှိမှာဖြစ်တဲ့အတွက်အပြင်တွေးကိုမှကုသခြင်းနဲ့တွေးကုသရတာကိုမှအားရတယ်ဆိုတဲ့သူတွေက9ရက်နေ့မှာရှိမှာဖြစ်တဲ့အတွက်အထူးကြီးအမြန်ဆုံးသွားလိုက်ပါလို့အကြံပေးချင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်ဘိုးကတော့ trainer ကို coach တယောက်ပါ